ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်မှာတည်ရှိတဲ့ထန်ဆန်းကူဟာတဘာဝရဲ့အံ့ဩဖွယ်ရာဖန်တီးမှုတွေနဲ့ဘာသာရေးဆိုင်ရာရေးပါမှုတွေကိုပေါင်းစပ်ထားတဲ့ထင်ရှားတဲ့နေရာတစ်ခုပါဆင်းလောက်ကြီးသောကူလို့လည်းလူသိများတဲ့ဒီကူကြီးဟာတောင်ကြီးမြို့ကနေ28မိုင်အကွာလွိုင်းလင်းပြည်တော်စုကားလမ်းမကြီးပေးမှာတည်ရှိတာမို့တွားရောက်လည်ပတ်ဖို့လွယ်ကူပါတယ်ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရထန်ဆန်းကူဟာနှစ်ပေါင်း2.5 တန်းကနေ3 တန်းကြားရှိပြီလို့ခန့်မှန်းထားပါတယ်ဒီလိုတက်တန်းရှည်လျရတဲ့တဘာဝကူကြီးကိုဟိုပုံမြို့ကကိုရင်လေးရှင်ဘောရိတကအိမ်မက်အရာရှာဖွေတွေ့ရှိခဲ့တာပါကိုရင်လေးရဲ့ကြိုးပမ်းမှုတွေကြောင့်ကူကြီးဟာဘာသာရေးဆိုင်ရာအဓိကနေရာတစ်ခုအဖြစ်ထင်ရှားလာပြီးဖျားဖူးဧည့်သည်တွေအဆက်မပြတ်လာရောက်ဖူးမြော်ကြပါတယ်ထန်ဆန်းကူရဲ့ဝင်ပေါက်ဟာအလျား15ပေအမြင့်12ပေခန့်ရှိပြီးအတွင်းပိုင်းကတော့အလျားပေ50အမြင့်ပေ20ခန့်ကျယ်ဝန်းမြင့်မာပါတယ်။ကူအတွင်းပိုင်းမှာလျှက်စစ်မီတွေတက်ဆင်ထားတာကြောင့်အလွယ်တကူလည်းပတ်နိုင်ပါတယ်။ပေ2000ကျော်အထိဝင်ရောက်နိုင်တဲ့ဒီတစ်ဖက်ပိတ်ကူထဲမှာတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်ဆက်ပန်းဆွဲတွေတရိษံပုံတံကြောက်ရုပ်ထုတွေဗုဒ္ဓရုပ်ပွားတော်တွေနဲ့ဇေဒီပထိုးတွေကိုဖူးမြော်လေးလာနိုင်ပါတယ်။